သတင်းကျွတ်လာပြီနေဟာနေထူးနေမြတ်လို့ဆိုရမှာပါဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်9ဝါမြောက်အချိန်ပိုင်းမှာတာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့လေးနဲ့ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကျွတ်လာပြီနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့9ဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညံ့ညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္ဓုကဗလာကြောက်ဖြာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်90ကြာအောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောပြီးလို့ဒီကနေ့လိုသတင်းကျွတ်လာပြီနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန်းခန်းနားနားနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်မြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကိုစောင်းတန်းကြီး3တွေကနေပြီးတော့တလန်းချင်းကြွလာတာပါအမတန်မှထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်မြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတယ်တရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်ကစောင်းတန်းဥကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လေကားကြီး3စင်းပေါ့စောင်းတန်းလေကားကြီး3စင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲစောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်ဝဲရကတရားမင်းတို့ဗြဟ္မာမင်းတို့နတ်တိဗြဟ္မာတွေကအလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာအဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကျွတ်လာပြီနေပဲဖြစ်ပါလူပြည်မှာရှိကြတဲ့ဘုရားမြတ်စွာကိုကြည်ညိုကြတဲ့တရားတော်မတွေဘုရားမြတ်စွာရဲ့တပိတန်ဃာတွေအားလုံးဟာပရိသတ်အောပနံအလွန်ချီးမားတဲ့ထုထေချီးမားလာတဲ့အလွန်မြောက်များစွာတန်းချီရှိတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကြွလာမဲ့ဆင်းသက်ရောက်ရှိလာမဲ့စောင်းတန်းခြေကနေပြီးသင်္ကတ္တနယ်တခွင်လူတွေအားလုံးရာဇဂိုတို့တာဝတိတို့ကစလူတွေအကုန်လုံးလာပြီးတော့မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကဆင်းသက်မဲ့သင်္ကတ္တကိုအားလုံးလာရောက်ပြီးတော့စုယုံကမြတ်စွာဘုရားကိုလာရောက်ပြီးတော့ကြိုဆိုကြတာဒီကနေ့သတင်းကျွတ်လာပြီနေ့ပဲအဲ့လိုကြိုဆိုကြတဲ့အချိန်မှာရှေ့ဆုံးကနေပြီးတော့မြတ်စွာဘုရားဆင်းကြွလာလို့စောင်းတန်းလေကနောက်ဆုံးအဆင့်ကိုရောက်တဲ့အခါကျတော့ပထမဆုံးမြတ်စွာဘုရားကိုကြိုဆိုနှုတ်ဆက်ခွင့်ရတာတော့ရှင်သာရိပုတ္တရာဘုရားမြတ်စွာရဲ့အက္ခတာဝကပထမဆုံးတပည့်ကြီးပညာအရာမှာဣတရက်အရာဖြင့်ယာတုပေးခံရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုပထမဆုံးကြိုဆိုခွင့်ရပါတယ်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားနဲ့တွေ့လင်တွေ့ချင်းနှုတ်ဆက်စကားဆိုတဲ့အခါမှာ
နာမေဒိဋ္ဌောဣတောပုပ္ပေနတုတောဥဒကတ္တစီဧဝံဝဂုကတောတတ္ထာတုတိတာခဏိမာကတာတအံတော်ရှင်သာရိပုတ္တရာမထေရမြတ်ကအခုလိုနတ်မြမပရိသတ်ခြံရံပြီးတော့နတ်ပြည်ကနေလူပြည်ကိုအခုလိုကြွလာတဲ့ဟာမျိုးကိုတပည့်တော်ကိုယ်တိုင်ဘယ်တော့မှလည်းမမြင်ဘူးဗျာတဲ့ဘသူစီကမှလည်းသတင်းမကြားဘူးဆိုပြီးတော့အခုလိုကြွလာတာကိုယ်တိုင်မြင်လဲရတော့အလွန်ကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်းရှင်သာရိပုတ္တရာမထေရမြတ်ကကြိုးဆိုနှုတ်ဆက်ရင်မြတ်စွာဘုရားကိုလျှောက်ကြားခဲ့ပါတယ်အဲ့ဒီလိုခန်းခန်းနားနားနဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်တာဝရိန္ဒနတ်ပြည်ကအဘိဓမ္မာဟောကြားပြီးတော့လူပြည်လုံလောကကြွလာတဲ့နေ့ဟာယခုလိုသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်